ကျွန်တော်ဒီနေ့ပြောထားတဲ့အတိုင်းတော့ Minecraft ဆိုပြရမှာပဲဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ဒီနေ့တော့မှာလာစကုန်းပါတယ်ဟိုဘက်ကရွာလားမသိဘူးဟုတ်တယ်ရွာကိစ္စလာတဲ့ကဲကောင်းမိုင်တော့တိလိုက်အိုင်းကိုလာနေတို့ရင်တော့မဒီဘူးတော့နော်ဟဲ့ဆိုတော့ရောဆောနာရောဟာဟုတ်ပါဒီမှာလည်းဟိုဆောနာကြည့်လိုက်တာKFC ပဲ KFC ရဟုတ်တယ် KFC လည်းမဟုတ်မိုင်းဝင်းရောနော်ဟိုကမှရွာပြောက်သွားပြီလို့လန့်နေတော့ကောင်းတယ်မဟုတ်တော့နော်ဒီကားလောက်ပဲဝိုက်တော်ဒီပေါ့တော်ရင်မဟုတ်ဘူးကျွန်တော်ဒါတော့ ABG နဲ့ဘာလို့ဆိုABG နဲ့မော် ABG ရတယ်သူကဒီကောင်ကအဲ့ဒီမော် ABG ကဘာကောင်းလဲဆိုတော့ဒီဟိုကောင်းမှရှိတယ်အဲ့ဒီကောင်ကတော့ virus ရှင်းတယ်ဗျဒီကျွန်တော်ညီမနဲ့လည်းဗီဒီယိုတင်ဖို့လုပ်လိုက်သေးတယ်ဒါပေမဲ့သူကမတင်ဘူးလို့အဲ့ဒါတကယ်တော့ဘူးအခုကြည့်ရအဲ့ဒီကောင်ကျန်တဲ့ကောင်တွေထက်တော့ virus ပိုရှင်းတယ်ဗျဒီကျွန်တော် Samsung ဖုန်းမှာဒါ virus ကိုအဲ့လောက်ကြီးစမို့ရှင်းလိုက်ခါအဲ့လောက်ကြီးမလုပ်ဘူးကျန်ညီမဖုန်းဒီ Xiaomi မှာပေါ့နော်တေချာဟိုလိုမျိုး virus scan နေနဲ့တေချာကြီးလုံးဝ scan လိုက်တာလုံးဝရှင်းပါတယ်20ရှင်း20 scan တာပေါ့နော် website မှာတစ်ခါရှင်းတယ် PD မှာတစ်ခါရှင်းတယ် Okay ကျွန်တော်ရွာရဲကိုရောက်ပါပြီလေပေါ်နေတော့ပါI don't know like မင်္ဂလာပါcrafting တွေပဲလို့ပါဒီဆုံးဘသူ့အိမ်မှာကတ်နေကောင်းလဲပဲစဉ်းစားရအောင်ဒါကထက်တယ်ကွာနားမကောင်းပါဘူးဘောရမနေကောင်းဒီမြင်းကြီးလုံးထဲမှာပဲနေပါဝိုင်းမှာနွားတွေမွေးတာဒီကြရအောင်ဒါအိမ်မဟုတ်ဘူးအိမ်မဒီအလုံးရုံဒီလေးတစ်ခုပေါ့ဗျာလုံးနဲ့ဆင်းရှိတာမှအိမ်ဒီနိုင်မှာကျွန်တော်မနေသေးဘူးကျွန်တော်အိမ်မှာโอ้ဒီလေးကြာစီကနေခုံးစင်းရပြီရပြီပဲပေးစမ်းဒါရတဲ့အသုံးဝင်တာပဲတစ်ချိန်ကြာရင်ဒါတွေကပြန်ဆိုင်ပြီးပြန်သုံးရမယ်ဟာတွေဒါတွေကကျေးဇူးပါဖေးလေးကြာကြီးသူများကြီးကတ်နေမှာတော့ဆိုတင်မလို့88တုံးရပဲဖြစ်လာအကုန်လုံးလောက်လာလိုက်အောင်တခု4ခုလောက်ရ64 24ဆို84108ခုရစိုးအောင် not really bad ပင်းတွေပဲလုံးလို့ရပင်းတွေပဲနဲ့ဘာ craft ပြင်ကောင်းလဲတမောင်းဆုံးလို့ရမှာတော့ပေါ့နော်ပစိုင်းရအောင်လွယ်ပါတယ်ဒူချောင်းကတော့တစ်ချောင်းလူရ4ချောင်းလူရဒီကစလုံး
Pickaxe ကတော့အဓိကပေါ့နော်ဒီလေဆိုင်မှာလေဆိုင်အောင်ငါမှစီးပြန်မရှိဘူးဒီကြားစီကနေတော့ဖုန်းကြည့်နေကောင်းပါဒီကတော့မဆိုင်ကျေးရပေါ်အကျေးဆိုင်မှာတော့မဟုတ်ပါဘူးအကယ်၍ကျွန်တော်ဆော်လာနဲလီကိုမှားနိုင်တယ်ပေါ့နော်အဲ့တော့လည်းခွင့်လို့ပါလို့ကျွန်တော်အခုမှဒီ Star Player ပါအခုမှစားဆိုတာကျွန်တော်အကောင်းပြောတာမှညမိုင်းကြိုက်စားarea ကိုဒီတင်လိုက်ပြီဒီစလာပြားတွေပြီကြည့်ရတော့လိုက်နေအော်ဝါလာဖြစ်နော်ဒီကရှာပဲပါလို့လိုက်ပါလေရှာပဲပါလို့လိုက်ပါလေးဝါဖြစ်လာOkay. Alu sai lui à. Nào này đi alu. Nào này đi. Hey. Cái số đồ biển sai à mày bảo nó cho nó hoa sam lâu ra rồi là ồ là tại sao không bảo ha đi ai về nào bảo là bà lại cô sai khi nào cô xây mà trà để chi đi đi mà đã đi ai làm đấy bạn điều cho nó lấy ra xí ăn thì tụi nhá đây lùi à nha tụi nhá đây là giá lùi à nha chi là không đã lên mà đây bảo quệ mà đi bằng cái khui à này cứ bảo tao mua chính giá được cái đèn tố mẹ phải mà cái tố mẹ mà cái ní này mình hiểu ní đá ní nhẹ rồi mà hiểu khu này đủ á luôn mà nó rồi chi dạng khu này đủ á luôn lúc bữa là về mình làm ha quá把cái啥东西嘛搞哪一边脱了那么的အဲ့ဒါဆိုရင်တော့အဲ့လိုပြန်ဖြစ်သွားတယ်အဲ့ဒါရအဆင်မပြေဘူးဒီကနေရေမရလို့လည်းဖြစ်နိုင်တယ်ကျွန်တော်ရဲ့ပူဒတာကြီးခဏပြန်ယူထားအောင်ကျွန်တော်ပဲမဆိုင်တတ်လို့လားရေကနေ villager တွေဆိုင်ရင်တို့ကလေမာလို့ရေကောင်းတယ်ညတော့ရောက်တော့ပါပဲဘာလို့လွန်နေ bro ရေဟာပါသူညရင်ဝင်ရသူညရင်ဝင်လိုက်တာညတော့မိုးလင်းလာပါပြီလို့ခဏကျွန်တော်လေကိုခဏဖြတ်ထားအောင်
ညကဘယ်နာတက်လာလဲတော့မသိဘူးပြီးတော့မှပြန်ဆိုင်မှာဒါမှမဟုတ်တခုကျွန်တော်သတိမထားမိရများလားရေးစီးကြောင်းနဲ့မဟုတ်ကျွန်တော်ဟာမမြင်ဘူးဒီကြားဟာပုံမှန်ဆိုမြင်တယ်လေအဲ့ဒါကြောင့်လည်းဖြစ်နေတယ်ဘုန်းနဲ့တော့ဘယ်လိုလဲပြန်ထည့်ရအောင်ကျွန်တော်ဒီစဝါစိတ်ဓာတ်နဲ့ပြီးနေရပါတော့ကျွန်တော်15မိနစ်ထိတော့တင်ပါမယ်ပြီးတော့မှပြန်ခုံမယ်ဆိုတော့ကျွန်တော်ရေမိုင်းသွားတူပါဒီကဖြတ်တယ်ကွာရှင်းရလားဒီမှာလည်းအိမ်နေရှိတယ်ဟိုဘိုးရေမှာကြည့်ရကလေးကြားရေးဆိုရင်မသိဘူးဘိုးဆိုင်ရဲ့ပုံစံဒီဝိုင်းသားရဲ့ဆိုင်ရဲ့ပုံစံတော့ယူပေါ့နော်ဒီနေဆိုင်သူတို့ဆိုင်လို့ကျွန်တော်နည်းနည်းစမ်းကြည့်အောင်ခံတယ်မိုင်းတော့တူမယ်မိုင်းတော့တူဖို့ပြန်လာလို့အဲ့လိုအလုပ်ဖြစ်တယ်ဆိုတော့အဲ့လိုဆိုင်ပါမိုင်းတဲ့နဲ့စိရင်အတန်ကြီးကြားပါတမင်းအတန်ပိတ်ထားခြင်းအဲ့ဒါအကောင်းဆုံးပဲဘရိုအဲ့ဒီမိုင်းတဲ့နဲ့မှာအတန်တွေကတော့ကြားတတ်တယ်ချို့ဆိုဟီယိုဘရိုင်းများရှိတယ်ရောလားပေါ့တကယ်တော့ဘာဟီယိုဘရိုင်းမှမရှိပါဘူးမိုးချမ်းကဒူကြောင်တက်ကိုထည့်တာလားမိုးချမ်းကတိတ်အကျင့်မကောင်းလူအောင်ဆင်းမလဲကွာလူအောင်ဆင်းမလဲအိုင်ရိုးနေတော့တိတ်မတွေ့ဒီကော်ဘာတွေရောတွေ့တယ်ကျွန်တော်ဗာရှင်းဟောင်းဆိုကော်ဘာမှလည်းလို့ကမရအောင်ကြောင်မီးသွေးတွေရှိတယ်အော်အိုင်ရိုးစတုံးနေရင်ဒူသွားလိုက်ပါမယ်ဟာပြတင်းနဲ့ရကျင်မှာရမှာဒီဆုံးဒီ stone pick နဲ့ပဲရင်တူးပါအောင်မိုင်းရင်းထဲမှာလည်း crafting တွေပဲလုံးလို့ပါမှာဒီထဲမှာဟိုဒီလေး craft ဖို့ဒိုးလေးချောင်းရပြီဆိုတော့ချောင်းရပြီဆိုတော့တူးလို့ရပြီတန်ဒါမဲ့တန်းဟိုဖြစ်ဖို့ကလည်းလူလေပြန်ဖောက်အောင်မယ်လေညဖို့ကကိုခိုးဓမ္မမဟုတ်တာရှိပြီးသားဒါတော့ဒီမှာထားလိုက်ပါမယ်ဒါဆိုဒီမှာ craft ပါမှာမဟုတ်ကျန်တက်ရမှာဒီမှာတွေ့ပါပြီဆိုတော့အပေါ်ပြန်တက်ကြပါစို့ကျွန်တော်မှတစ်ကလည်းလောက်သေးတယ်ဆိုတော့လေဒီမှာလည်းအိုင်းရုံးတချို့တော့တွေ့တယ်အိုင်းရင်းနေရတွားရင်နည်းနည်းကြောချမ်းဖို့တော့ကောင်းတယ်နည်းကြောချမ်းဖို့တော့ကောင်းပါတယ်လို့ကျွန်တော်အထင်ပြောတာပါဒီတတိုင်းရင်ပလီယာရောမသိဘူးကျွန်တော်အန်ဒရာဂျွန်ကောင်းတတ်တာမို့ဒီကအပေါ်ကသူတို့ရဲ့ဟိုပါလေသူ့ကိုဟီးပြီးကြောက်တွေကိုမဖြတ်တတ်တာဘရိုရေးဆိုတော့ဒီနေ့ဗီဒီယိုကလောက်ပါပဲနောက်ဗီဒီယိုမှာ